မြန်မာနိုင်ငံမှာမကြာခင်ကျင်းပမဲ့ရွေးကောက်ပွဲပေါ်ပြည်သူလူထုကလှုပ်လှုပ်ခက်ခက်ဖြစ်တာမျိုးတိတ်မတွေ့မိဘူးလို့နိုင်ငံရေးလှိလာသုံးသက်သူဦးထအောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပမှာဖြစ်ပါတယ်အခုကျင်းပမဲ့ရွေးကောက်ပွဲပေါ်လက်ရှိအချိန်ထိပြည်သူလူထုစိတ်ဝင်စားမှုကလျော့နေနေသေးကြောင်းရွေးကောက်ပွဲအတွက်ကိုလှုပ်လှုပ်ခက်ခက်မတွေ့မိသေးဘူးလို့နိုင်ငံရေးလှိလာသုံးသက်သူဦးထအောင်ကျော်ကCNN သတင်းဌာနကိုပြောပါရယ်ကျွန်တော်တို့အခုပါပဲဆိုရင်2010ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲကြီးတွေပေါ့လေဒါပေမဲ့ရွေးကောက်ပွဲတွေကိုဖယ်ပြီးတော့မှကြီးလိုက်မယ်ဆိုရင်2010 2015 2020အခု2025ပေါ့ဒီအချိန်မှာဒီရှေ့ရရွေးကောက်ပွဲ3ခုနဲ့ဆင်လိုက်လို့ရှိရင်ကျွန်တော်တို့လူထုစိတ်ဝင်စားမှုကတော်တော်ကိုလျော့နေတယ်လို့ပြောလို့ရတာပေါ့နော်ပြောလို့ရတယ်အခု